လောရရန်လွယ်ကူပြီးတော့စားလို့လည်းရန်ကောင်းတဲ့မိုးကြက်သားထမင်းနဲ့လုံနီလေးကိုမျှပေးလိုက်ပါတယ်အရင်ဆုံးရှီတာကီမိုးကြောင်လေးတွေကိုရင်နွေးလေးနဲ့စိမ်ထားပေးလိုက်ပါမယ်နောက်ထပ်ကြက်သွန်ဖြူလေးတွေကိုဓာတ်ရိုက်ပြီးတော့တောက်တောက်လေးပေးပြီးကြက်သွန်မိတ်လေးတွေကိုပါလီထားပေးလိုက်ပါမယ်ပြီးရင်တော့ဝက်ဥကြောင်လေးတွေကိုအနေတော်တုံးလေးလီပေးပြီးတော့ခုနရေစိမ်ထားတဲ့မိုးကြောင်လေးတွေကိုလည်းလီထားပေးလိုက်ပါကြက်သားလေးတွေကိုကကြီလေးနဲ့ကိုက်ပေးပြီးတော့ရိုးထုတ်တာပေးလိုက်ပါမယ်ပြီးရင်တော့ကြက်ပေါင်သားလေးတွေကိုတုံးလေးဖြစ်အောင်လီထားပေးလိုက်ပါအသားနှပ်ဖို့အတွက်ပန်းငတ်မြဲအကြီး QC ငိုကောင်းမောအဖြူနဲ့ကော်မုံလေးတစ်စုံလောက်ထည့်ပေးပြီးတော့မြင်မြန်လေးနေထားပေးလိုက်ပါမယ်ပြီးရင်တော့အပေါ်ကနေစီလေးဖြန်းပေးပြီးတော့15မိနစ်လောက်နှက်ထားပေးလိုက်ပါအိုးထဲမှာစီပူလာရဲဆိုရင်တော့ကြက်သွန်ဖြူနဲ့ကြက်သွန်မိတ်လေးတွေကိုအနံမွေးလာအောင်ကြော်ပေးပြီးတော့ခုနလီထားတဲ့ဘွက်ဥချောင်းနဲ့မိုးလေးတွေကိုပါထည့်ကြော်ထားပေးလိုက်ပါမယ်ပြီးရင်တော့ကြက်သားနှစ်ထားလေးကိုပါထည့်ကြော်ပေးပြီးတော့ဘေးနားကနေကုကင်းဝိုင်လေးတစ်စုံလောက်ကိုပါပတ်ထည့်ထားပေးလိုက်ပါမယ်နောက်ထပ်ပန်းငတ်ပြဲရဲ့အကြီးတစ်စုံ QC ပန်းငတ်ပြဲရဲ့အနောက်နဲ့ကြက်သားမုံဆက်ထားတဲ့ sauce လေးကိုအပေါ်ကနေလောင်းပေးပြီးတော့ခုနရေစိမ်ထားတဲ့မှုရီလေးကိုပါထည့်ထားပေးလိုက်ပါမယ်ပြီးရင်တော့အနည်းဖြစ်လာတဲ့အထိချက်ထားပေးပြီးအပေါ်ကနေထမင်းလေးတစ်ပကံလောက်ကိုပါထည့်ပေးပြီးတော့နှံသွားအောင်တေချာလေးလိုက်ဖိထားပေးလိုက်ပါမယ်နောက်ထပ်အဖုံလေးအုပ်ပေးပြီးတော့2မိနစ်လောက်ထပ်ချက်ထားပေးလိုက်ပါချိန်ပြေးသွားလို့ရသွားပြီဆိုရင်တော့ပိုပြီးမွေးသွားအောင်လို့အပေါ်ကနေကြက်သွန်မိတ်လေးလိုက်ဖြူထားပေးလိုက်ပါမယ်နောက်ဆုံးနှံ့သွားအောင်တေချာလေးနဲ့ပေးပြီးသွားရင်ဆိုရင်တော့အခုလိုမျိုးအရန်မွေးပြီးစားလို့ကောင်းတဲ့မိုးကြက်သားဝက်ဥချောင်းထမင်းနယ်လေးကိုရပါပြီနော်